အခုအရင်ကနေပြီးထည့်ပေးလိုက်တဲ့ဒီငရမ်းကြောင်လေးပေါ့နော်ငရမ်းကြောင်လေးကိုချစ်စီပြည့်ချက်စားမယ်အရင်ဆုံးငရမ်းကြောင်လေးကိုရေနဲ့ပြုတ်ပါမယ်ငရမ်းကြောင်မှာလေရမ်းစိမ်းတို့ပြီးသွားလို့ရှိရင်ငချောက်ကိုအချောက်ခံတဲ့ချိန်မှာဖုံမုံနေကတ်တက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုငချောက်တွေကိုချက်စားတဲ့အခါမှာအရင်ဆုံးတစ်ထပ်ပြုတ်တာပို့ပြီးတော့ကောင်းပါတယ်ကျမကြီးနဲ့လည်းညီညွတ်ပါတယ်ပေါ့နော်ပြုတ်ပြေးသွားအောင်လည်းမပြုတ်လိုက်ဘူးပေါ့နော်ဒီလိုမမတင်းတင်းလေးအရွယ်လေးမှာစုဟာပြုတ်တာကိုချလိုက်ပြီးတော့ကိုစားမဲ့အရွယ်ပမာဏလောက်ကိုကကြီးလေးနဲ့ညှက်လိုက်ပါတယ်အခုကတော့ခဏကတော့ပြီးထားတဲ့ဟာလေးကိုနေရီပေါ်မှာတစ်ခေါက်လောက်ကျန်နေခဲ့တယ်။ဒီလေးနဲ့6ပေါင်တော့ပြန်လုပ်လိုက်ပါနော်။ဒါလေးနဲ့အိုးလေးမှာထည့်လိုက်ပါမယ်။အခုဆိုရင်ရနေနဲ့ကုန်သွားပြီပေါ့နော်။ဒီအဆင့်ကမလုပ်ရရပေါ့နော်။ဆိုတော့လည်းမမအကျောင်းမမလေးစားချင်တော့ဒီမျိုးလေးနည်းနည်းလေးမီးပူပေးပြီးတော့လုပ်လိုက်တာပါ။ငချောက်လေးတွေကဆူစားခြင်းနဲ့မမဆက်ဆက်လေးတွေဖြစ်သွားပြီဆိုရင်တော့အခုကနေစပြီးတော့စီစားတတ်ပါမယ်စီကတော့ပုံမှန်အတိုင်းပဲပေါ့နော်ကြက်သွန်ပြူဒီခရမ်းကျင်ဒီ ready made ထုတ်ကိုသုံးပြီးတော့စီလေးတက်လိုက်ပါတယ်စီတက်တာလည်းရမ်းမကြဘူးခဏလေးပဲအဲ့ဒါပြီးသွားတော့ခုနကလှော်ထားတဲ့ဒီငချောက်လေးတွေကိုထည့်လိုက်လို့ရှိရင်ပြီးသွားပါပြီငချောက်ဟင်းလေးတစ်ခွက်ကပေါ့နော်ဟိုကရေထည့်ပြီးတော့ဟိုကလုံးကြံမလို့မူအောင်ကြံမလို့ပေါ့နော်သူကပြုတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အနှစ်နဲ့လုံးပြီးသွားလို့ရှိရင်အပေါင်းနဲ့ပြီးသွားပြီပြီးပါပြီ